ဆိုလန်တူဘီကအပိုင်း60ကိုဒီဘက်မှာတော့ကုံလောင်ကြီးထဲမှာလက်ပတ်လျှောက်ကြည့်နေကြတဲ့ရောတူဟာလီလာတိုင်းပြည်ရဲ့အဖိုးတန်ဆုံးသောရှားပါသက်တွေကိုတခြားလုံးတွေ့လာခဲ့ရပြီးသူတို့တွေ့ရှိခဲ့ရတဲ့တပ်ထုပမာဏထင်ထားတာထက်တောင်အတော်လေးကိုများပြားနေခဲ့ပါတယ်။ရှေ့ကိုဆက်သွားရင်းနဲ့ရွှေတိန်တိုင်းလိုအမိရတဲ့တပ်ထုမြောင်များကိုတွေ့လိုက်ရပြီးအဆိုပါတပ်ထုတွေကဆိုရင်အစင်ကိုဝင်းကြီးလေးလက်နဲ့ထုတ်လို့ရမှာအရန်ကိုပဲအသုံးဝင်တဲ့တပ်ထုတွေပဲဖြစ်ပါတယ်။ဆိုင်ကောလို့ချုံမော်ရောက်ပြီးရတနာတိုင်းကြီးနဲ့ဒိုးလိုက်ရတဲ့ရောတူအဖွဲဟာမြင်သမျှအကုန်သိမ်းကျုံကျင်တော်လဲယူဆောင်လာတဲ့ပစ္စည်းတူတော်ဝင်းကြီးတွေထဲသွင်းနိုင်တဲ့အကန့်အသတ်ကိုကျော်လွန်နေမှဆိုးတာကြောင့်အရေးကြီးဆုံးအရာတွေကိုပဲယူဆောင်ကြဖို့ဆန္ဒကိုတိတ်ခတ်နေဒိမ်းပြီးတော့စိုးမေးချက်ချလိုက်ရပါတယ်။ဒီနဲ့သူတို့တွေတူလောင်ုံထဲကရှိသမျှအဖိုးတန်ဆုံးသောအရာတွေကိုစတင်အပိုင်သိမ်းခဲ့ကြပြီးအခြေခံလေးတို့မှာပစ္စည်းတူတော်ဝင်းကြီးတွေအတွက်လုံလောက်တဲ့ပမာဏကိုရောက်ရှိသွားခဲ့ပါတယ်။သူတို့တွေသိမ်းဆီးပြီးသွားချိန်မှာယူဆောင်လို့မရတဲ့ရှားပါသတ္တုနဲ့ဆင်တူတဲ့အရာကိုတွေ့လိုက်ခဲ့ရရောက်ကလည်းအဆိုပါအရာတွေဟာနောက်ထပ်လူ့ဘက်ခန်းရဲ့ဝမောဆက်ကလုတ်တွေဖြစ်တယ်ဆိုတာကိုသူ့ရဲ့စိတ်ဝိညာဉ်ထောင်လွှမ်းခြင်းနဲ့ခံစားမိလိုက်တာကြောင့်ဝန်တုံးတို့တောင်းစလုံးကိုပြန်လူလဲပြီးတော့ဖွင့်စီခဲ့ပါတယ်။ရောက်ထင်ထားတဲ့အတိုင်းပဲအဆိုပါသတ္တုတွေဟာတကယ်ပဲနောက်ထပ်လူ့ဘက်ခန်းတစ်ခုရဲ့ဝမောဆက်ကလုတ်တွေဖြစ်နေခဲ့ကြပြီးသူတို့တွေလှည့်ပြီးသွားချိန်မှာအခန်းထဲမှာပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပြီးတော့နောက်ထပ်ဝမောတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဒါမှလည်းဂုံမောက်ကိုကာယံထားတဲ့တကားရှားပါတက်ထုနဲ့ပြုတ်လုထားခဲ့တာမို့ဖျက်ဆီးဖို့ဆိုရင်အတော်လေးကိုအခြေယူရမှာဖြစ်ကြောင်းရောက်ကဘေးကလူတွေကိုပြောပြခဲ့ပြီးဝါကျုံဟာသူမရဲ့ရွှေနဂါးလန်တန်နဲ့အလုပ်ဖြစ်လောက်မယ်လို့တွက်ဆမိတာကြောင့်သူမကိုယ်တိုင်စမ်းကြည့်ဖို့လုပ်ခဲ့ပါတယ်။တကယ်ပဲကျုံရဲ့ရွှေနဂါးလန်တန်တကားကြီးကိုဖျက်ဆီးပြစ်နိုင်ခဲ့ပါတယ်။တကယ်တော့ရွှေနဂါးလန်တန်အသက်စွမ်းရည်ကိုစုပ်ယူနိုင်တဲ့စွမ်းရည်ရှိပြီးအဆိုပါစွမ်းရည်ဟာရှားပါတက်ထုရဲ့အသက်စွမ်းရည်ကိုစုပ်ယူခဲ့လိုက်တာကြောင့်ရှားပါတက်ထုကသူ့ရဲ့အစွမ်းတက်တီမဲ့သွားခဲ့ပြီးတန်တုံးတစ်ခုတာတာပဲဖြစ်သွားခဲ့ရတာ။ကျုံရဲ့အလွယ်တကူချိုးပြက်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ရောက်ရှိသွားခဲ့တဲ့အခန်းကြီးကတော့ရှားပါတက်တွေကိုတိုးလောင်သိသိတဲ့အခန်းမဟုတ်ပဲအစိမ့်မဝင်းကြီးတွေဆင်းလက်တဲ့အမြောင်များကိုတိုးလောင်သိသိတဲ့အခန်းပဲဖြစ်ပြီးအဆိုပါအခန်းမှာတွေ့ရှိရတဲ့ဝင်းကြီးတွေအမြောက်ဒီမှာဆိုရင်အညံဆုံးဆိုရင်တော့အနည်းဆုံးအစစ်9လောက်အထိကိုရှိပါတယ်။သူတို့ဆက်လက်စူးစမ်းရှာဖွေကြရင်တချင်းကသူတို့ရဲ့ရှိလိုက်ခဲ့စီနီယာအသင်းသားတော်တော်များများကိုတည်ကြည်ပျက်စီးစေခဲ့တဲ့ဝင်းကြီးတွေတက်စင်ဘုံနဲ့ပုံစံတူမျိုးစားတွေကိုတွေ့ခဲ့ရပြီးဒီလက်တိုင်းပြည်ဟာသူတို့နဲ့တိုက်ခိုက်ခဲ့ကြရတဲ့မိစ္ဆာလန်းစီဝင်းကြီးဆရာတွေရဲ့ပတ်သက်မှုအကြီးကြီးရှိနေတယ်ဆိုတာကိုချက်ချင်းမဲ့သဘောပေါက်ခဲ့ပါတယ်။ဒါအပြင်လက်ရှိသူတို့မျက်စိရှိမှရှိနေတဲ့ဝင်းကြီးတွေတက်စင်ဘုံတွေဟာအရင်ကသူတို့ရင်ဆိုင်ခဲ့ရတဲ့ဝင်းကြီးတွေတက်စင်ဘုံတွေတဲ့အစာပေါင်းများစွာပုံမှုအစွမ်းထက်တယ်လို့အပြည့်စွမ်းကလည်းကြီးမားလုံးတာကြောင့်တိုင်းပြည်တိုင်းကမထုတ်လို့ဖို့တားမြစ်ထားရတဲ့အဆိုပါလက်နက်တွေကိုအမြောင်များထုတ်လို့သိမ်းဆည်းထားတဲ့နီလာတိုင်းပြည်ရဲ့ရွေချက်ကြီးကိုအထင်းသားမြင်တွေ့လိုက်ရတာကြောင့်သူတို့မျက်စိရှိကရှိသမျှဝင်းကြီးတွေတက်စင်ဘုံတွေအားလုံးကိုတည်သွားလို့မရတော့တဲ့အတူတူတခါတည်းဖြစ်စည်းပစ်ခဲ့ဖို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ဒါပေမဲ့လည်းကုန်းမြေကြီးပေါ်ကထိတ်တန်းဖုံးအောင်သူတို့၃ယောက်ရဲ့ဝင်းထက်ကတိုင်ပွဲဟာအတော်လေးကိုပြင်းထန်နေခဲ့ပြီးလုံချောင်းကအဆင့်60ကိုဖုံးအောင်သူတို့တယောက်ဖြစ်တာကြောင့်ပုံမှန်ဆိုရင်အဆင့်68ထက်အစာပေါင်းများစွာပုံမတန်ပါတယ်ဆိုပေမဲ့အဆင့်68နှစ်ယောက်ကိုဒိုင်ပိုင်နဲ့နဲ့ရှင်တိုက်ရချိန်မှာလွယ်လွယ်ကူကူနဲ့အတိုင်းပိုင်းလို့မရပဲဖြစ်နေခဲ့ပါတယ်။ဆိုလောဝါမှာလည်းတခါဖော်ပြခဲ့ပူတာဖြစ်ပါတယ်။ဝင်းရစရာတယောက်ကအဆင့်65အထက်ကိုရောက်ရှိသွားခဲ့မယ်ဆိုရင်ဝင်းရစွမ်းအဆင့်တစ်ဆင့်ကိုထိုးပေါက်နိုင်ဖို့ကိုပင်အတော်လေးကိုခက်ခဲသွားခဲ့တဲ့အပြင်အဆင့်65အထက်မှာဆိုရင်ဝင်းရစွမ်းအဆင့်တစ်ဆင့်ကွာခြားချက်ကတော့ရှင်မဲတိုက်ခိုက်နေသူ2ဦးကိုမိုးနဲ့မီလောက်အထိကိုအင်အားကွာခြားသွားစေနိုင်ပါတယ်။သူတို့ရဲ့တိုက်ပွဲကိုစောင့်ကြည့်နေတဲ့ရှီထန်းရန်ကလည်းသူ့ရဲ့ခေါင်းကိုလိုချင်နေကြတဲ့ရှော်လောင်တို့ကိုကြည့်ပြီးရှော်လောင်တို့အနေနဲ့သူ့ကိုတတ်နိုင်မှုနည်းသက်သာသူတို့ကသာသူ့အမြင့်ကိုတက်လန်းသွားနိုင်မှုအတွက်ကုရုံးသက်ပဲဆိုပြီးတော့ကြုံဝါနေခဲ့ပါတယ်။သူနေတဲ့ရောတို့နောက်ပြီးတကားကနေခိုးဝင်ပြီးအကုန်ပတ်နိုင်နေတယ်ဆိုတာကိုမသိသေးလို့အခုလိုမျိုးအေးအေးဆေးဆေးဖြစ်နေတာပဲဖြစ်ပါလိမ့်မယ်။အဲဒီနောက်မှာရှီတန်းရဲ့အမိတ်ပေးမှုနဲ့အတူပဲမိမြဝင်းကြီးတင်ခိုင်းကအစိမ့်မြဝင်းကြီးဆရာတော်တော်များများလုံဆောင်ကြောင်ကိုဝိုင်းကူတိုက်ဖို့တွားရောက်ခဲ့ကြပြီးတူကူးစစ်နဲ့ရှော်လောင်တို့ဟာရှီတန်းရန်ဖေးကအဆောင်ကျတော်တော်များများသူတို့စီကိုရောက်လာကြတဲ့အခိုက်အတန့်ကိုအကောင်းဆုံးသုံးချပြီးသူတို့လူတွေကိုရှီတန်းရန်စီကိုဆေးလွတ်ခဲ့ပါတယ်။အဖွဲထဲမှာရှီလိုက်ခဲ့ကြောင်းသားပန်နီခိုင်းသားတွေပြင်ရှင်းလွန်တပ်ဖွဲ့တွေပါဝင်နေခဲ့တာကြောင့်ဝင်းကြီးဆရာအင်အားအတော်လေးကိုများပြားနေခဲ့ပြီးရှီတန်းရန်တီရှီယာနန်းတော်စီကိုအခက်အခဲမရှိနဲ့ဝင်ရောက်နိုင်ခဲ့ကြပါတယ်။ရှိတယောက်လီလာတောင်ဝန်တပ်ဖွဲ့တွေဟာအင်အားလုံးကြီးနဲ့ဝင်ရောက်လာခဲ့ကြတဲ့မဟာမိတ်တပ်တွေကိုတားဆီးဖို့အတွက်အာရုံများနေတဲ့အခိုက်အတန့်ကိုအကောင်းဆုံးသုံးချပြီးသူမရဲ့အမြန်နှုံးနဲ့ရှီတန်းရန်ကိုလှုပ်ကြံမှုလုပ်ပါတယ်။ဒါပေမဲ့လည်းကံမကောင်းစွာနေပဲရှီတန်းရန်ကိုတုတ်တင်ကန်ဒီလက်တကန်းအလိုမှာပဲရှီတန်းရန်ရဲ့တပ်တော်ဆောင်အရေးတုံလုံးထွက်လာခဲ့ပြီးရှိကိုတိုက်ခိုက်ထည့်လိုက်ပါတယ်။အရေးတုံလုံးသာတားဆီးနေသူတို့ရဲ့ရည်ရွယ်ချက်မအောင်မြင်မှစိုးရိမ်နေတဲ့လန်ယာအရေးတုံလုံးကိုသူတယောက်တည်းရေဆိုင်တားဆီးဖို့ဆုံးဖြတ်ချက်ချခဲ့ပြီးဆီယာမာကျိုးတို့ကိုသူအရေးတုံလုံးကိုထိန်းထားတော့မှရှီတန်းရန်ကိုရအောင်ချင်းလင်းပစ်ဖို့တောင်းဆိုခဲ့ပါတယ်။သူတို့တွေပြောနေကြတော့မှပဲရှီတန်းရန်ကိုကာဝယ်ပေးဖို့မီလီယံမီတော့သူတော်စင်မှဖြစ်နေပြီးဖြစ်တဲ့မာရှောင်းတော့ရောက်လာခဲ့တာကြောင့်လောအောင်ချန်မာရှောင်းတော့ကိုတားဆီးဖို့လုပ်ခဲ့ပါတယ်။ဒုနဲ့လောအောင်ချန်နဲ့မာရှောင်းတော့တို့အပြီးနဲ့တိုက်ခိုက်ခဲ့ကြပြီးသူတို့မျိုးဝိညာဉ်စွမ်းအစင်အတော်လေးကိုကွာခြားတာကြောင့်အောင်ချန်မာရှောင်းတော့ရဲ့ပြင်မဲ့မဟုတ်ခဲ့ပဲချိန်ကနာလေးထိုးမှာကိုမာရှောင်းတော့ရဲ့တိုက်ကွက်ကြီးတစ်ချက်ကိုညီးဆန်လိုက်ရပါတယ်။ပြရတဲ့ဇာတ်တိုက်ဆိုလိုမာရှောင်းတော့ဟာသူမရဲ့အဝန်းဝိုင်းတိုက်ခိုက်နေတဲ့ဝိညာဉ်စွမ်းရည်နဲ့မဟာမိတ်တပ်ဖွဲ့ကဝိညာဉ်ဆရာအမြောင်များကိုဒဏ်ရာရစေခဲ့ပါတယ်။မဟာမိတ်တပ်ဖွဲ့တော်တော်များများအသေးပြောင်းများခဲ့ရတာကြောင့်အချင်းကိုဆက်ပြီးမကြံ့ကြာစီချင်တော့တဲ့ဆီယာမာကျိုးဟာသူမရဲ့ဝတ်ထားတဲ့စွမ်းရည်ကိုထုတ်ခဲ့ပါပြီ။တကယ်တော့သူမဝိညာဉ်ဧကရတူမဟုတ်ပဲအဆင့်80ကျော်ဝိညာဉ်တုံလုံးတအုပ်ဖြစ်ပြီးသူမရဲ့အသွင်မျိုးကိုဖုံးကွယ်ထားခဲ့သလိုဝိညာဉ်စွမ်းအစစ်မှန်ကိုပါဖုံးကွယ်ထားခဲ့တာပဲဖြစ်ပါတယ်။ပြီးရတဲ့သူမရဲ့အထမမြောက်ဝိညာဉ်ကိုစွမ်းရည်စัจ java လာပြောင်းပြန်လည်ခြင်းဆိုတဲ့စွမ်းရည်နဲ့အတူရှီတန်းရန်တရှိနေတဲ့နန်းတော်ကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့လုပ်ပါတယ်။
နန်းတော်ကြီးတစ်ခုလုံးပောက်ကွဲပျက်စီးတော့မယ်ဆိုတာကိုခံစားလိုက်ရတဲ့ရှီတန်းရံချက်ချင်းဆိုလိုပဲခြေထောက်မှာတက်စီထားတဲ့ဝိညာဉ်ထိတ်ရဲ့အကူအညီနဲ့မတ်တက်ထရက်လိုက်ပြီးကြည်ကြီးကိုချီကအပြင်ကိုအချိန်မီထွက်ခွာဖို့လုပ်ပါတယ်အပြင်ကလူတွေအားလုံးကလည်းနန်းတော်တစ်ခုလုံးပျက်စီးသွားချိန်မှာခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းမရှိတဲ့ရှီတန်းရံရှောပြီးဆိုပြီးထင်မှတ်နေခဲ့ကြပြီးမြဲရှီတန်းရံအစင်ကိုဝိညာဉ်ထိတ်အကာအကွယ်နဲ့အတူပဲအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်ရှာမကျွတ်တယောက်သူမမျက်စိရှိကမြုံကိုယုံကြည်နိုင်မှုခက်ခဲနေခဲ့ပြီးသူမရဲ့အထမမြောက်ဝိညာဉ်ကိုဆွဲရဆိုပြီးတာမန်ဖုံးအောင်သူတော်တအုပ်ရဲ့နောက်မမြောက်ဝိညာဉ်ကိုဆွဲရင်လောက်ကိုအင်အားရှိတာကြောင့်ရှီတန်းရံကိုအသက်ဘေးကနေလွတ်မြောက်စေနိုင်ခဲ့တဲ့ဝိညာဉ်ထိတ်အကာအကွယ်ရဲ့ဆွမ်းဆောင်ကြီးကိုလည်းအံ့အားသင့်မဆုံးဖြစ်နေခဲ့ပါတယ်အဲ့နံပါတ်ရှီတန်းရံအားသင့်တဲ့ surprise တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြခဲ့ပြီးသူဟာဖုံးအောင်သူတော်အဆင့်ရှိတဲ့ဝိညာဉ်ဆရာတအုပ်ဖြစ်တဲ့ပြီးအစင်ကိုဝိညာဉ်ထိတ်ဆရာတအုပ်လည်းဖြစ်နေပြန်ပါသေးတယ်မဟာမိတ်တပ်ဖွဲ့တွေကလည်းသူတို့ပတ်ပတ်လေကနေထွက်ပေါ်လာတဲ့အစင်ကိုဝိညာဉ်ထိတ်အမြောင်များကိုမြင်လိုက်ရချိန်မှာရှီတန်းရံသူတို့ရဲ့အချမ်းစီကိုအစောကြီးတွေကရိမ့်မိပြီးသူတို့ကိုကြောင်းပေးရအောင်လို့သူ့ကိုယ်သူငါးသာအဖြစ်များထားခဲ့တဲ့ဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်ဒါကြောင့်မဲ့အထီးကိတ်တွေဒီတက်ပုံမများလာခင်မှာနောက်ဆုံးဖို့ဆုံးဖြတ်ခဲ့ကြပြီးရှီတန်းရံကလည်းထူးဆန်းစွာနဲ့ပဲသူတို့ကိုအလွယ်တကူပဲထွက်သွားကုန်ပေးခဲ့ပါတယ်ဝေဟင်ဘော်ကတိုင်ပွဲမှာတော့လုံချောင်းရောင်ဟာရှောင်းလောင်တို့ရဲ့အစီအစဉ်အဖြစ်အခုဆိုရင်ရေတဲတဲ့ရေသွင်းဖြစ်သွားခဲ့ပြီးမို့မြင်နောက်ဆိုပြီးတာကအားလုံးအတွက်အကောင်းဆုံးပြင်ကြောင်ပြောနေရပြီးခိုင်းတန်းတော်များများကိုဆုံးယုံထားခဲ့ရတဲ့တူဦးစစ်ကတော့လုံချောင်းရောင်ကိုသူမနိုင်ရင်တော့သူနဲ့အတူအပါခေါ်သွားမယ်ဆိုပြီးအတင်းဝန်လုံးကိုလုပ်ပါတယ်အဲ့ဒီအချိန်မှာရှောင်းလောင်တယောက်ရောတို့ရဲ့မစ်ရှင်အောင်မြင်ကြောင်းအချက်ပြမှုကိုမြင်ခဲ့လိုက်ရပြီးတူဦးစစ်ကိုတီးလို့လမ်းပြောပါတယ်သွေးဘူးနဲ့တူဦးစစ်ကတော့ပြန်လည်ဆုတ်ခွာရတော့မယ်ဆိုရင်တော့လုံချောင်းရောင်ကိုအနေငယ်ပညာပြသွားခြင်းသေးတာကြောင့်သူ့ရဲ့အထမမဲ့ဝိညာဉ်ကိုဆွဲရင်ပြည့်တဲ့မရဏအခမ်းအနားနဲ့လုံချောင်းရောင်စီကိုပြည့်လွတ်လိုက်ပါတယ်မရဏအခမ်းအနားကိုလုံချောင်းရောင်တယောက်တားဆီးတိုင်ခဲ့တဲ့ဆိုပေမဲ့မရဏအခမ်းအနားစီကထွက်ပေါ်လာတဲ့အစိတ်လုံးတွေကြောင့်နေလာတပ်ဖွဲ့ဝင်တော်တော်များများအသက်ဆုံးရှုံးခဲ့ရပါတယ်မြေပြင်ကမင်းစရာဖြစ်သူပါထွက်ပြီးသွားတဲ့ရဲစဝေနောက်ကိုလိုက်မလားလို့ရှီတန်းရံကိုမေးလိုက်ပြီးမြဲရှီတန်းရံကတော့ဆက်မလိုက်ခိုင်းခဲ့ပဲအရှိတောင်မြောက်စားတဲ့ဂိတ်တွေမှာလုံခြုံရေးအင်အားကိုတိုးမြင့်စေပြီးရန်သူမဟာမိတ်တပ်တွေကိုအနောက်ရက်ကိုပဲဥတီသွားစေဖို့စီစဉ်ထားခဲ့ပါတယ်ဆိုလန်နုဘီကအပိုင်း69ကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာရှီတန်းရံတယောက်ရန်သူမဟာမိတ်တပ်ဖွဲ့တွေကိုအပြတ်ရှင်းလင်းနိုင်မလားဒါမှမဟုတ်မဟာမိတ်တပ်တွေကပဲအောင်မြင်စွာနဲ့ဆုတ်ခွာနိုင်မလားဆိုတာကိုနောက်ပိုင်းကျရင်သိရမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့ကလေးကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်ကြံသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါသည်